အသက်အရွယ်ကြောင့်ဖြစ်ဖြစ်အလုတ်ပင်ပန်းလိုပဲဖြစ်ဖြစ်ဒူးနာခါးနာအစစ်အမြက်ကြိုက်ခဲတာတွေခံစားနေရပြီလားလမ်းလျှောက်တိုင်းနာကျင်နေတာကိုအရှင်းပြောက်ကင်းစေမဲ့တဘာဝစီးနီးလေးကိုဝေမျှပေးခြင်းပါတယ်ခင်ဗျဒီစီးနီးလေးကခန္ဓာကိုယ်အတွက်လိုအပ်တဲ့ကောလာဂျင်ကိုတဘာဝအတိုင်းပြန်လေဖြည့်တင်ပြီးအယိုးအဆက်တွေကိုပြန်လေတန့်စွမ်းစေမှာပါဖြော်ဆက်နီးလန်းညွှန်1ရင်နွေးတစ်ဖန်ခွက်ထဲသို့ Amfleva gelatin တစ်စွန်းထည့်ပါ2တံပရာသည်သို့မဟုတ်ရှောက်သီးတစ်ချမ်းရဲ့အရည်ကိုညှစ်ထည့်ပါ3လိမ္မော်သီးတစ်ချမ်းရဲ့အရည်ကိုလည်းထည့်ပေးပါ4နောက်ဆုံးမှာတော့ဂျင်းမို့အနှင်းငယ်ထည့်ပြီးတမအောင်မှုပေးပါဘလူထူးခြားတယ်လေ gelatin အယိုးအဆက်တွေကြားကချွေကိုပြန်လေဖြည့်တင်ပြီးပုတ်တိုက်ချင်းကြောင့်ဖြစ်တဲ့နာကျင်မှုကိုတတ်တာစေပါတယ်တံပရာသီးနှင့်လိမ္မော်သီးဗိုက်တာမင်စီကျွယ်ဝတာကြောင့်ကောလာဂျင်ထွက်ရှိမှုကိုအားပေးပါတယ်ဂျင်းအယောင်ကျစီတဲ့အသွမ်းသီးရှိလို့အဆီရောင်နာတွေကိုတတ်တာစေပါတယ် DAB အကြံပြုချက်ဒီဖြော်ရည်ကိုနေ့စဉ်တစ်ခွက်ပုံမှန်တောက်ပေးခြင်းဖြင့်နာကျင်မှုတွေကင်းဝေးပြီးပေါ်ပါတတ်တတ်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါပြီ